ရှင်ညာမြေကိုခြေဆက်လို့လေလာခဲ့ရင်ခင်မင်းတို့တငယ်ချင်းများကိုစရင်မနဲ့ဖိတ်ခေါ်လိုက်တယ်စကိုင်းတိုင်းမူရွာခရိုင်ဘုဒ္ဓလီမြို့နယ်ရဲ့ပိုင်းဆယ်ကြီးအုပ်စုကျွန်တော်တို့ရဲ့မတိုင်းကြီးကြီးရွာကိုရှောက်ဖို့အောင်လေလာခဲ့ပါရဝေးမြေကချစ်တော်မိတ်ဆွေပေါင်းနေလို့အညာမြေအညာရဲ့လာတွေတဘာဝတရားတိုင်းမြင်တွေ့နိုင်ပါစေစိတ်မှာပင်မနဲ့များရင်အပန်းရဲ့ပြည်စီရမှာမတိုင်းကြီးရွာရွာဦးထိတ်မှာကိုယ်ွယ်တီထားတဲ့ဗုဒ္ဓအမွေတော်ချမ်းသာကြီးဖျားဖို့ဖူးမျိုးစိတ်လန်းဆိုပြေတဘာဝင်းတွေတွေကထမင်းထန်တော်ကြီးတွေညွညွမိုင်းလို့ဝေဝေစားတာတာယာရှုမနီတကူရီတော့ကြီးကတစ်ချက်ပမာလာနေပါတယ်ဗျာကျွန်တော်တို့ရဲ့အညာမြေစကံကိုပြဝေဆန်းလို့ရောက်လာခဲ့သေးခြင်းတမူတောက်ခါလေးရောက်လာချိန်မှာမင်္ဂလာရှိတဲ့အတန်မင်္ဂလာရှိတဲ့အတန်တွန်ကျူးတဲ့လင်းချက်တန်နဲ့ရွာကြောင်ရဲ့ဦးမောက်ခောက်တဲ့ကြားရသူတိုင်းရှင်လန်းချမ်းမြေသွားလေကင်းရာကင်းနဲ့ကိုတောင်သူလက်သမားတို့အလုံးစင်းလာကြပြန်မတိုင်ရင်ရွာနဲ့လက်မဝေးလာတဲ့ဆိုင်ရင်းမျိုးလေးစီသေးတော်သေးပြန်စီကားလူနေပြန်ညနေချင်းလေးကိုချမ်းဆိုရွာနောက်ကတည်းရေကမှာပြုံးမိတ်တဲ့နိုးရေခပ်ဖို့လာစီးသာချင်းနေညိုလာနဲ့ပနာရလာတဲ့မတိုင်ရင်ကြေးဝပါတပတ်တင်းကြီးငွေကိုရောက်ရဲ့ရှင်ပြုံးနာတာလူပွဲတွေလဲစီကားလာတာတရားတရားတွေပြေဝလို့သာပကသနာတွေမထဲဝပါဘူးဗျာညာရောက်ရင်အလေလာခဲ့ပါတာယာလာတဲ့ဆိုမင်းတွေတို့မတိုင်ရင်ကြည်ပါပါရှင်ညာမြေကိုခြေဆက်လို့လေလာခဲ့ရင်ခင်မင်းတို့တငယ်ချင်းများကိုစရင်မနဲ့ဖိတ်ခေါ်လိုက်တယ်စကိုင်းတိုင်းမူရွာခရိုင်ဘုဒ္ဓလီမြို့နယ်ရဲ့ပိုင်းဆယ်ကြီးအုပ်စုကျွန်တော်တို့ရဲ့မတိုင်းကြီးကြီးရွာကိုရှောက်ဖို့အောင်လေလာခဲ့ပါရဝေးမြေကချစ်တော်မိတ်ဆွေပေါင်းနေလို့အညာမြေအညာရဲ့လာတွေတဘာဝတရားတိုင်းမြင်တွေ့နိုင်ပါစေစိတ်မှာပင်မနဲ့များရင်အပန်းရဲ့ပြည်စီရမှာမတိုင်းရင်ရွာရွာဦးထိတ်မှာကိုယ်ွယ်တီထားတဲ့ဗုဒ္ဓအမွေတော်ချမ်းသာကြီးဖျားဖို့ဖူးမျိုးစိတ်လန်းဆိုပြေတဘာဝင်းတွေကထမင်းထန်တော်ကြီးတွေညွညွမိုင်းလို့ဝေဝေစားတာတာယာရှုမနီတကူရီတော့ကြီးကတစ်ချက်ပမာလာနေပါတယ်ဗျာကျွန်တော်တို့ရဲ့အညာမြေစကံကိုပြဝေဆန်းလို့ရောက်လာခဲ့သေးခြင်းတမူတောက်ခါလေးရောက်လာချိန်မှာမင်္ဂလာရှိတဲ့အတန်မင်္ဂလာရှိတဲ့အတန်တွန်ကျူးတဲ့လင်းချက်တန်နဲ့ရွာကြောင်ရဲ့ဦးမောက်ခောက်တဲ့ကြားရသူတိုင်းရှင်လန်းချမ်းမြေသွားလေကင်းရာကင်းနဲ့ကိုတောင်သူလက်သမားတို့အလုံးစင်းလာကြပြန်မတိုင်ရင်ရွာနဲ့လက်မဝေးလာတဲ့ဆိုင်ရင်းမျိုးလေးစီသေးတော်သေးပြန်စီကားလူနေပြန်
သေးနိုးရေခတ်ဖို့လားစီးစာချိန်နေညိုလာနေပနာရလာတယ်မတိုင်မင်းပြေဝပါတပတ်တင်ငင်းတွေကိုရောက်ရဲ့ရှင်ပြုံးနာတာလူပွဲတွေလဲစီကားလာတာတရားတရားတွေပြေဝလို့သာပကသနာတွေမထဲဝပါဘူးဗျာ